အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ ADAS ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့က GAG Grow and Garden 2ထဲမှာကျွန်တော်တို့ပတ်တွေလိုက်ရှာပါမယ်ယူရတဲ့ရှာပါလား no ကျွန်တော် squid နဲ့ရှာအောင်ဖြစ်ပါတယ်အဲ့လိုတကူပဲလွယ်လွယ်ကူလေးတွားကြမယ် squid passport နေတဲ့စာပါကိုရှာမယ်ရှာပြီးကျွန်တော်တို့တွားမယ်ဒါပဲပေါ့နော်ကျွန်တော်အဲ့လိုလုပ်ပြီးတော့ကျွန်တော်ပတ်စာပါတစ်ခုတွားမယ်ကျွန်တော်အများကြီးတော့မစမ်းပြတော့ဘူး squid လေးပဲစမ်းပြမှာဆိုတော့ဗီဒီယိုပုံစံမဟုတ်တဲ့အတွက်ကြောင့်မို့ squid လေးပဲစမ်းပြအောင်ဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့မှာလုံးစရာရှိရလေးဖွင့်လိုက်အောင် Okay အရင်ဆုံးကျွန်တော်တို့ attack လုပ်ပါမယ် squid ထည့်လိုက်ပြီကျွန်တော်မှားနေ attack လုပ်လိုက်ပြီ client ချိန်ပေါ်တစ်ချက်ကြည့်အောင် Okay ပေါ်သေးဘူး client ပေါ်သွားပြီ yes ဒါပဲဒီမှာ HQ လုပ်လိုက်ပြီကြည့်လိုက်ပါကျွန်တော်သုံးတာကတော့ breeze hub ကိုသုံးထားတယ် breeze hub ကမှာစာပါအများကြီးပေါ်တယ်ကျွန်တော်ကနေကီးမတ်ဆန်ဗီဒီယိုလောက်ထားရမို့လို့စာပါရဲ့တိတ်မပေါ်ဘူးเนาะညဘက်ဆိုပြီးပို့ပြီးပေါ်တယ်ညဘက်ဆိုပို့ပြီးတော့အဆင်ပြေတယ်အများကြီးပဲကွာ unicorn တို့ဟို dragonfly တို့bee တို့BR တို့နောက်ပြီးကျွန်တော်ဟိုကန်ကောင်းရ raccoon တို့ပါလို့တော့ကန်ကောင်းရတွေ့နိုင်တယ်ပေါ့နော် yeah ကျွန်တော်အခုစာပါတစ်ခုလေး join သွားပြီကဲကျွန်တော် squid လေးတစ်ချက် delete လုပ်ပြီးတော့ကျွန်တော်ရဲ့အဲ့ server host squid လေးကိုချက်စေးလိုက်မယ်အဲ့မှာ gain နဲ့ရောက်တာနဲ့ပေါ်မှာပေါ့နော်ကဲ server လေး join တဲ့ချက်ဆောက်လိုက်အောင်ဗျာကျွန်တော်တို့ Okay ဝင်သွားပြီဆိုကျွန်တော်ကြည့်လိုက်အောင်ဟာအဲ့ဒါ draw နေ dragon breed ဟုတ်တယ်နဂါးရဲ့အသက်ရှူတယ်ဆိုလား Okay ကျွန်တော်ကောက်လိုက်အောင်ဟာ inventory full နေအောင်ဘာသာတို့လူတော်ထဲမှာလိုချင်တာတစ်ခုရှိနေပြီလားဒါဆိုရင်တော့ကျွန်တော် recommend ပေးစရာ channel လေးတစ်ခုရှိမယ်အဲ့ channel လေးကတော့လူတက်ရပဲဖြစ်တယ်လူတက်ရမှာဆိုရင်တော့ Drawfood Service တွေ before တင်တာတွေ share တက်ယူတာအပြင် Levi Hunter တွေပါအဲ့မှာတနေရာထဲမှာလုပ်လို့ရတယ်ဖြစ်တယ်နောက်ပြီးရင် game pass တွေ item တွေ game အကောက်တွေဒါတွေကိုပဲတနေရာထဲမှာစုံစုံလေးရရှိသွားမှာဖြစ်တယ်အသေးစိတ်ဆောင်ရွက်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ description မှာ link ချပေးထားပါတယ်Telegram မှာဆိုရင်တော့လူသားရဲ့ H block food လို့ရှာလိုက်ရင်အပေါ်ဆုံးမှာပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုလေးကိုပြဆက်လိုက်အောင်ဟုတ်ပြီပေါ့ဘူးကွာဒါကြီးရောင်းပြရအောင်ခဏဒါကြီးတော်တော်ကြည့်အောင်မရပြန်ကောက်ကြည့်မယ်တောင်မရဘူးဒါဆိုဆဲမှရတော့ရောင်းစားပြမှရတော့ဒီမှာလူရဲ့ဥစ္စာတွေပေါ့ကဲရောင်းလိုက်အောင် daily တက်နဲ့ရောင်းလိုက်မယ်ကျွန်တော်ခေပြန်တော့ကောက်မယ်စူပါလေးမေးဟိုကတော့ကွန်မန်းပဲဗျကျွန်တော်တို့ဒီလားအန်ကွန်မန်းကြီးဗျကွန်မန်းတော့မဟုတ်ဘူးဒါဆိုတော့တိတ်မရလောက်ကျွန်တော်မှာ9000ကျော်6000လောက်ပဲရမယ်ထင်ပါတယ်ဗျဆိုရင် Okay guys ကြည့်လိုက်အောင်တော့ဈေးသွားကြည့်လိုက်မယ်တစ်ချက်ဆဲနှိပ်ပြီးတော့ Okay how much bro how much okay ကြည့်လိုက်အောင်67နဲ့ bro 67 Okay ဒါဟို favorite ထားလိုက်မယ် favorite လိုက်ကျွန်တော်တို့စာပါလေး squid လေးပြန်ဖွင့်လိုက်အောင် Okay ဒီမှာ tourist လေးတော့ပေါ်နေ tourist လေးတော့ပေါ်နေဒီကဘာညာဘီတို့ဘာလို့လဲမပေါ်ဘူးကွာကျွန်တော်ဒီကလေးတစ်ချက်ကြည့်ကြည့်အောင်ကွာနေကင်းမဆိုတော့စာပါရဲ့နဲတယ်ညဘက်ဆိုရင်ပို့အဆင်ပြေညဘက်မှာဟက်ကာရဲ့ပို့ပေါ်တော့အဲ့လိုစာပါဖွက်နေတဲ့အဆင်ပြေကျွန်တော်အဲ့အောင်ကျွန်တော်အဆင်ပြေတဲ့ tourist လေးပဲတွားယူလိုက်မယ်ပေါ့နော်ည squid ကစမ်းပြတာဆိုတော့ Okay တွားကြလိုက်ကြအောင်ဗျာအဆင်ပြေပါစေjoin ဝိုင်းကဲဝယ်တော့ဝင်ပြတော့ဗျာဘာဖြစ်လို့ tourist ကကျွန်တော်လည်း20 click ကကျွန်တော်လည်းမကြိုက်ဘူးလိတ်ကိုလည်းကျွန်တော်လည်းမကြိုက်ဘူးပေါ့နော်အဲ့လောက်ကြီးမကြိုက်ဘူးချစ်စရာပါလေးတော့ကတော့ကောင်းတယ်ချစ်စရာလေးပဲဒါပေမဲ့ကျွန်တော်မဝယ်တော့ဘူးအဲ့လိုဆိုကျွန်တော်လည်းပတ်စံကုန်လို့ပေါ့နော်ပတ်စံကြည့်ရမလား Grow and Garden ကပတ်စံရှားတာအရန်ခတ်တယ်ဒါပေမဲ့ကျွန်တော်ရှိမှတော့ inventory ထဲမှာ1 billion ကျော်လောက်ရှိရအောင်စားဟာ rainbow ကြီးကောက်ပေါ်လာဟိုမှာတွေ့လားဟိုးအရှိမထိုးလိတ်လေးဟိုးအရှိမလိတ်လေး Okay LGBT ကိုတော့ပြန် LGBT ကိုတော့ပြန်စီးလာအောင်ဗျာ Okay မိုက်တယ်ကျွန်တော် squid ရထက်စမ်းတော့ဘူးဘာဖြစ်လို့လဲရမှာစပါနေကင်းမဲ့ဆိုစပဲနဲတယ်ဗျာအရင်ကြည့်ကြအောင်ဘာမှမရှိဘူး legendary ထဲမှာလည်းဘာမှမရှိဘူးမတိကေထဲမှာမတိထဲမှာလည်းဘာမှမရှိဘူးကွာ super လေးထဲမှာတောင်းတော့ scout squad လိုက်လို့ကောက်ဝင်မလိုက်မယ်တကယ်ပဲကွာစိတ်ညစ်နေကင်းမဲ့ဆိုရင်
ကဲဗီဒီယိုလေးကဒီမှာပဲအဆုံးသက်လိုက်ရမှာနော်နောက်ဗီဒီယိုမှာလည်းကျွန်တော်ပြန်တွေ့ပါမယ်ဒီ channel လေးကကျွန်တော် squid only စမ်းပြပါပေါ့နော် squid တွေစမ်းပြမယ် squid တွေတင်ပေးမယ်ပေါ့နော်ဒါမျိုးတွေပဲလုပ်ပေးပါမှာဒါမျိုးတွေသဘောကျရဆိုတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကူညီပေးကြပါဦး see you ပါ